အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နေမြောက်တစ်ဆက်ပေးမှာတော့ရှီမုံငွေမွေရွာသုံးဖြိုးနေတဲ့မဟာဝိတ္တပယတနာမန္တန်တော်ကြီးပဲဖြစ်ပါတယ်ဒီမန္တန်တော်ကြီးကိုတောင်းထားတဲ့မိတ်ဆွေများတဲ့အားလုံးလက်ဆင်မြောက်ပေးခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီမန္တန်တော်ကြီးကိုရုပ်ပတ်ပွားများမယ်ဆိုလို့ရှိရင်မနက်စောစောရွတ်မှာဖြစ်ပါတယ်အဲ့တော့ရေမိုးချိုးတန့်စင်ပြီးဘောနော်အလုတ်မသွားမီအပြင်မသွားမီမှာရွတ်လို့ရပါတယ်တခါရွတ်ရင်28ခေါက်ရွတ်ပါမယ်လာပြီးနေ့လေရွတ်ရင်စွမ်းနဲ့လာပြီးလာကိုလေးရွတ်မယ်ဥပုံလေးလေးရွတ်မယ်စသဖြင့်အဲ့လိုခါကြီးရက်ကြီးနေကြီးမျိုးတွေရွတ်ရင်ဘိုးလို့အစွမ်းထက်စီပါတယ်အခါကောင်းရက်ကောင်းနှိကောင်းမို့နော်သူရွတ်မယ်ဆိုလို့ရှိရင်ရေမိုးချိုးတန့်စင်ပြရတယ်ဗျာရေချိုးပြီးမှရွတ်မှာဖြစ်ပါတယ်မရွတ်ခင်မှာလည်းဖျက်ချီကို9ပါးတိလာခံရအောင်မယ်ဗျာဒါမှလည်းဒီမဟာဝိတ္တပယတနာမန္တန်တော်ကြီးအစွမ်းပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေပေါ်ပါရေမိုးချိုးပြီးတော့ပေါ်ပါအင်ကြီးအဝစားလေးဝတ်ပြီးတော့ဘုံနော်သူ့ရဲ့ဒီအညွန်းထဲမှာတော့မနော်ဝတ်ဖြူစင်ကြယ်တွေဝတ်ပြီးတော့ရွရမယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းဝတ်ဖြူစင်ကြယ်တွေဝတ်ဖို့အတွက်ကျွန်တော်တို့မှရှိမှလည်းမဟုတ်ပါဘူးတကယ်လို့ရှိခဲ့ရင်ဝတ်လာစင်မပြေဘူးပေါ့နော်ကျွန်တော်တို့တွေအချိန်ခါနေရမျိုးရွတ်ဖို့အတွက်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရေမိုးချိုးတန့်စင်ပြီးတော့ပစိုးနဲ့အင်ကြီးနဲ့ဝင်ရပါပြီအဲ့ဒါမျိုးလေးဝတ်ပြီးတော့ကျွန်တော်တို့တွေဒီကာရာကိုရွတ်ပါမယ်ဒီကာရာတော့ကကျွန်တော်တို့တွေစီးရင်ဥစ္စာတွေတိုးတက်စေတယ်ရွှေမုံငွေမိုးတွေရောသုံးဖြိုးစေတယ်အန်ဒီဒီကင်းရှင်နဲ့ပေါင်းတင်ကောင်းတွေအဆောက်အအုံကောင်းတွေရရှိစေတယ်အလုပ်ထဲမှာလည်းအဆင်ပြေစေတယ်စီဝါတွေတက်စေတယ်ပေါ့ဗျာလူကြီးလူခင်တွေပေါ်များစေတယ်ဒါကြောင့်မိတ်ဆွေများယုံကြည်စွာရုပ်ပတ်ပေါ်များနေပါတယ်မဟာဝိတ္တပယတနာမန္တန်တော်ကြီးပဲဖြစ်ပါတယ်နမောတတဗဂဝတောရတောသမ္မန္တမုဒ္ဒတဗုဒ္ဓန္တနံကိသာမိဣတိပိသောဘဂဝါအရဟံဝိဇာဇရဏတမန္တောသူကတောလောကဝိတုအနုတ္တရပုရိသဓမ္မတာရတိတတတိဝမနုဿနံဗုဒ္ဓဘဂဝါတိနတ္ထိပိတရဏံအညံဗုဒ္ဓမေတရဏံဝရံဣတိနသစ္ဆဝဇေနဟောတုမေဇယမင်္ဂလံဟောတုမေအာယုဝရဏံဟောတုမေဒုက္ခဝရဏံကျွန်တော်နောက်တစ်ခေါက်ထပ်ရွတ်ပြပါမယ်ခင်ဗျာနမောတတဗဂဝတောရတောသမ္မာသမ္ဗုဒ္ဓတဗုဒ္ဓန္တရဏံကိသာမိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာဇရဏသမ္မန္တောသူကတောလောကဝိတုအနုတ္တရပုရိသဓမ္မတာရတိတရတိဝမနုဿနံဗုဒ္ဓဘဂဝါတိညတိမေတရဏံအညံဗုဒ္ဓမေတရဏံဝရံဣရိနသစ္ဆဝဇေနဟောတုမေဇယမင်္ဂလံဟောတုမေအာယုဝရဏံဟောတုမေဒုက္ခဝရဏံဟုတ်မြန်မာပြန်ကြည့်ရတော့မြတ်စွာဘုရားကိုကိုယ်ရဟူ၍စီကပ်ပါ၏ထိုမြတ်စွာဘုရားသည်ပူဇော်သူကိုခိုင်းတော်မူတတ်သောကြောင့်အရဟံမြူတော်မူပါ၏တရားလုံးစုံကိုမဖောက်မမြန်ကိုယ်တိုင်နှင့်တည်တော်မူသောကြောင့်တမန်တမုဒ္ဒမြူတော်မူပါ၏ဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးဇရဏ15ပါးနှင့်ပြည့်စုံတော်မူသောကြောင့်ဝိဇ္ဇာဇရဏမြည်တော်မူပါ၏လာခြင်းကောင်းရင်ကောင်းသောစကားကိုဆိုတော်မူတတ်သောကြောင့်ဒုက္ခတမြည်တော်မူပါ၏လောက၃ပါးကိုတည်တော်မူတတ်သောကြောင့်လောကဝိတုမြည်တော်မူပါ၏ဆုံးမထိုက်သောတတ္တဝါတို့ကိုယဉ်ကျေးလောင်ဆုံးမရတွင်ရှင်ဘက်ကင်းလျက်မြတ်သောဂုဏ်တွေပြုတော်မူသောကြောင့်အနုတ္တရပုရိသဓမ္မတာရတိမြည်တော်မူပါ၏လူနဲ့မြတ်တတ္တဝါအားလုံးတို့၏ဆရာဖြစ်တော်မူသောကြောင့်အကြောင်းကြောင့်လည်းတတ္တတေဝမနုဿနံမြည်တော်မူပါ၏သစ္စာလေးပါးကိုတည်တော်မူသောကြောင့်လည်းဗုဒ္ဓမြည်တော်မူပါ၏ဘုံတော်ကြောင့်နေပြည့်စုံတော်မူသောကြောင့်အကြောင်းကြောင့်လည်းဘဂဝါမြည်တော်မူပါ၏အကျွန်ုပ်ဟာဘုရားမတပါကိုယ်ကိုယ်ရသည်မရှိဤသို့မှန်သောဆိုသောသစ္စာသားကြောင့်ကျွန်ုပ်အားအောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းပဲဖြစ်ပါတယ်အသက်တည်ရှိခြင်းနဲ့ကျမ်းမာရေးလေးကောင်းခြင်းနဲ့ယူလို့ရပါတယ်စီဝါတွေတက်ခြင်းနဲ့ယူလို့ရပါတယ်ချမ်းသာခြင်းလည်းယူလို့ရပါတယ်အယံကိုပြီးဆုံးပြီးအယံဆွတ်တတ်တဲ့မဟာဝိတ္တပယတနာမန္တန်တော်ပဲဖြစ်ပါတယ်မိတ်ဆွေများနေ့စဉ်နဲ့ရုပ်ဘက်ပေါ်များတင်ပါတယ်မနေ့က28ခေါက်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခါကြီးရက်ကြီးတွေအခါမျိုးတွေမှာတော့28ခေါက်တက်ကြုံပြီးတော့ကျွန်တော်တို့အဋိဌာန်နဲ့ရွတ်မယ်ဆိုလည်းရပါတယ်ကျွန်တော်တို့ဒီအဋိဌာန်ကိုဒီမဟာဝိတ္တပယတနာမန္တန်တော်ကြီးကိုဟိုမှာတရားဒီလိုနေထုနေမြတ်မှာ108ခေါက်ရွတ်ပါတယ်ဒီလိုရွတ်ပတ်ပေါ်များကျေးဇူးကြွားရောက်ဥမာစသဖြင့်ထိပေါက်ပါစေတခုရပါစေအဲ့လိုပေါ့ကိုအစင်မပြေတာတခုဆူတောင်းမို့နော်တကယ်ပြည့်လာစေတယ်ပြည့်ကြောင်းနေပေါ်လာစေတယ်လို့လည်းဆိုပါတယ်ဒါကြောင့်မို့ရှေးခေတ်တုန်းကတော့ရွှေမုံကိုရွာသွန်းဖြိုးစေတယ်ချက်ချင်းတို့ချမ်းသာသွားတယ်အဲ့လိုမျိုးတွေဖြစ်စေတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းယုံကြည်စရာရုပ်ပေါ်များနေပါတယ်ခင်ဗျကြည်ရှုနာစီမိတဲ့မိတ်ဆွေအားလုံးထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေအားလုံးလည်းစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေဘေးဝေးကွာအနာဂတ်သက်ရှိကြပါစေစီဝတ်တက်လူနိုင်ကြပါစေသာသနာ့ပြုနိုင်ကြပါစေဗျအစီအမီကျွန်တော်ဗီဒီယိုလေးကိုလိုက်ရဆက်ကွက်လေးလုပ်ပေးပါဦးကျွန်တော်တို့ဆက်ကိုတိုက်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ